ဒါဆိုရင်ပေါ့နော်ဆရာအနေနဲ့ဒီကလေးမိဘတွေဆရာမတွေကလေးတွေကိုပြုစုစောင့်ရှောက်သူတွေဟာကလေးတွေရဲ့စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့မှဘယ်လိုလက္ခဏာတွေကိုသတိပြုရမလဲဆိုတာကိုဆရာပြောသွားပြရဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုတော့နောက်မေးခွန်းတစ်ခုအနေနဲ့ကတော့ဒီကလေးတွေရဲ့စိတ်ဓာတ်ပေါ့နော်စိတ်ဓာတ်ကြံ့ခိုင်မှုကိုမြင့်တင်ပေးနိုင်တဲ့အလွယ်တကူလှုပ်ဆောင်ပေးနိုင်တဲ့နည်းလမ်းတွေကဘာတွေဖြစ်မလဲဆရာဟုတ်ကဲ့ဆင်မဟုတ်ဆိုတော့ဒီဟာကလည်းလေကျွန်တော်တို့UNICEF ပေါ့နော် UNICEF ကနေဒီအကြက်တဲကာလတွေအတွင်းမှာကလေးတွေဘယ်လိုကူညီဆောင်ရှောက်ပေးမယ်ဆိုတော့ဒီ handbook လေးတစ်ခုထုတ်ထားရှိပါတော့အဲ့ဒီကနေလေကျွန်တော်တချို့သောအချက်လေးတွေကိုဝေမျှပြီးဆွေးနွေးခြင်းပါတယ်ပေါ့နော်ဆိုတော့ပထမဆုံးတစ်ခုကကြတော့ကျွန်တော်ကတော့ပြောခဲ့တဲ့ဟာနဲ့ပဲပြန်ပြီးတော့ကောက်ချက်ချပြီးပြောခြင်းတယ်ပေါ့လေဆိုတော့စိတ်တင်ရစရာအဖြစ်အပျက်တွေကကျွန်တော်တို့ကိုမလုံခြုံဘူးလို့ကျွန်တော်နေထိုင်ဖြစ်တဲ့ဒီလူမှုပတ်ဝန်းကျင်ကြီးကလေကျွန်တော်တို့ကိုဘေးကင်းလုံခြုံတဲ့ခံစားချက်ကိုမရစေဘူးအဲ့ခါကျတော့ကျွန်တော်ကအဓိကအပြင်ပထမဆုံးဘာလို့စလုပ်ပေးရမလဲဆိုရင်ကျွန်တော်ဘေးကင်းလုံခြုံတဲ့ခံစားချက်ရအောင်ကျွန်တော်လုပ်ပြီးဖို့လိုတယ်ဆိုတော့အဲ့ခါကျတော့ကျွန်တော်တို့လူကြီးမိဘတွေကသူတို့ကိုနွေးနွေးထွေးထွေးနဲ့ဘေးနားမှာရှိနေပြီးတာမျိုးပေါ့နော်ဆိုတော့ဥပမာအပြင်အခက်အခဲဖြစ်တဲ့အခါမျိုးမှာဘာမှပူစရာမလိုဘူးကိုယ့်အနေနဲ့မမတ်လေးသူတို့ကာကွယ်ပေးရဆိုတဲ့ဘရောမသူတို့ကိုဆုံးခွာမသွားဘူးဆိုတဲ့ဟာမျိုးပေါ့နော်ဒီလိုမျိုးစကားလုံးလေးတွေအကြောင်းအရာလေးတွေအပြုတ်မှုလေးတွေနဲ့သူတို့နှွေးထွေးလုံခြုံတဲ့ခံစားချက်ရအောင်ပထမဆုံးတည်ဆောက်ပေးဖို့လိုအပ်တယ်ပေါ့နော်ပြီးရင်ဒုတိယတစ်ချက်ကကြတော့ခေတ်ကာလအခြေအနေကိုလည်းအသက်ကြီးပြီဖြစ်စေငယ်ပြီဖြစ်စေကျွန်တော်တို့ကသူတို့နားလည်နိုင်စွမ်းရှိတယ်ဒါပေမဲ့လို့ကျွန်တော်တို့တောက်လျှောက်ကြီးပြင်းခဲ့တဲ့စီမှာလူတွေတော်တော်များဘာပြောလိပြောတာရှိလဲဆိုရှင်လေနင်တို့ကအသက်လေးငယ်ပြီးတော့ဘာမှပူပန်စရာမရှိဘူးနော်ဘာကြောင့်စိတ်တွေအတင်လားဒေါသတွေကြီးရလဲဘာကြောင့်ဘာတွေစိတ်တက်ကြတာရှိလဲဆိုတာပြောတတ်ကြတယ်တကယ်တမ်းကျွန်တော်ကကျမ်းမာရေးကကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေကျွန်တော်ဖျားတတ်နာတတ်တာရှိသလိုမျိုးစိတ်ကျမ်းမာရေးမှာလည်းကျွန်တော်ကကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေဒီခံစားချက်တွေလူတိုင်းခံစားရတတ်တယ်ဆိုတော့ဒါကိုကျွန်တော်သတိပြုဖို့လိုတယ်အဲ့အတွက်ကြောင့်ဒီစိတ်တန်ရစရာအဖြစ်အပျက်တွေအတွေ့အကြုံတွေကိုခလေးတွေကိုသူတို့ဘယ်လိုနားလည်ထားလဲသူတို့ဘယ်လို interpretation လုပ်လဲပေါ့နော်အဲ့ဒီဟာမျိုးကျွန်တော်ကသူတို့အဓိပ္ပာယ်ဖွင့်ဆိုတဲ့ပုံစံတွေကျွန်တော်တေချာနားထောင်ဖို့လိုတယ်ပြီးရင်အဲ့ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်ပုံစံတွေကိုကျွန်တော်တို့သူတို့နားလည်လွယ်မဲ့ပုံစံမျိုးနဲ့ပြင်ပြီးရှင်းပြပေးဖို့လိုတယ်အဲ့ဒါကကျွန်တော်ဒီခက်ကာလအခြေအနေကြီးကိုသူတို့အနေနဲ့နားလေသဘောပေါက်လက်ခံနိုင်တဲ့စွမ်းရည်ကိုကျွန်တော်တိဆောက်ပေးရမယ်ဆိုတော့ဒုတိယအချက်လေးပေါ့နော်ဆိုတော့အဲ့ဒါကအရင်အရေးကြီးတယ်ပြီးရင်နောက်ထပ်တတိယတစ်ချက်ကကြတော့ကျွန်တော်တို့ကဒါကျွန်တော်တို့အပါဝင်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီအရင်တုန်းကကြီးပြင်းခဲ့တဲ့ပုံစံတွေမှာကျွန်တော်ကစိတ်ခံစားချက်တွေကိုဘယ်လိုမျိုး management လုပ်မလဲဆိုတဲ့ဟာကိုကျွန်တော်ဘဝတစ်လျှောက်လုံးမသင်ခဲ့ရဘူးဆိုတော့အဲ့ခါကျတော့ကျွန်တော်ဖြစ်စေချင်တာကြတော့နောက်မျိုးဆက်တွေမှာဒီစိတ်ခံစားချက်တွေကိုသူတို့ဘယ်လိုမျိုးထိညှိရမလဲပေါ့နော် emotion regulation လို့ခေါ်တယ်ပေါ့လေဒီစိတ်ခံစားချက်တွေကိုဘယ်လိုမျိုးထိညှိရမလဲဆိုတဲ့အစိတ်အပိုင်းတွေကိုကျွန်တော်တို့ကအတူတကွလှုပ်ဆောင်မှုလုပ်တယ်ဆိုတော့ဒေါသဖြစ်တဲ့အခါမှာကျွန်တော်တို့လူကြီးအနေနဲ့ဒီဒေါသတွေဘယ်လိုဖြေရော့လဲဒီလိုမျိုးပဲကျွန်တော်ကအဲ့ဖြေရော့တဲ့နီးစနစ်တွေကိုခလေးတွေကိုလက်ဆင့်ကမ်းသင်ကြားပေးဖို့လိုတယ်ဘာလို့အခုလိုကာလမှာဆိုရင်ပဲကျွန်တော်ကိုဗစ်ကနေစတာပေါ့နော်ဆိုတော့ကျောင်းတွေမတက်ရဘူးတချို့တငယ်ချင်းတွေဆုံးရှုံးရတယ်ဆိုတော့ဒီလိုဆုံးရှုံးမှုတွေကိုလည်းဖြည့်ရှင်းကင်တွယ်နိုင်တဲ့ပုံစံလေးတွေကျွန်တော်တွားပြီးဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့နောက်ဆုံးအချက်လေးပေါ့လေဆိုတော့နောက်ဆုံးအချက်လေးတွေကကျွန်တော်တို့ကကြတော့ခလေးတွေရဲ့အားသာချက်တွေသူတို့လောက်ကင်နိုင်တဲ့စွမ်းရည်တွေပြီးရင်နောက်ထပ်တစ်ခုကကြတော့သူတို့ရဲ့အပြူသဘောဆောင်တဲ့ဒီလောက်ကင်နိုင်တဲ့စွမ်းရည်တွေကိုကျွန်တော်တို့ကဒီအတိမတ်ပြုဖော်ထုတ်ပြီးဖို့လိုအပ်တယ်ဆိုတော့အဲ့ဒါကအရေးကြီးတယ်ပြီးရင်နောက်ဆုံးမှာတော့ကျွန်တော်ကခလေးဖြစ်တဲ့ကြောင့်ခလေးလိုမျိုးပဲလွတ်လွတ်လပ်လပ်ပေါ့ပါပြောပါပေါ့နော်ဆော့ကစားနိုင်စီဖို့တော့ကိုသူ့ရဲ့ daily rotation ပေါ့လေနှစ်တူကအစီအစဉ်လေးတွေကိုပုံသေးလေးစီစဉ်ပြီးဖို့ပေါ့နော်ဟုတ်ဆိုတော့ဒီအချက်လေးတွေလည်းကျွန်တော်လေးဆွေးနွေးချင်ပါတယ်ဟုတ်ဟုတ်ကဲ့